ခုကျွန်တော်ရောက်တဲ့နေရာတော့ကံပက်လက်လို့အမည်တွင်စေတဲ့ဟိုးရှိတဲ့ချိန်ခါတော့ဒီကံတကယ်စီးခဲ့ဘူးရဲ့ဆိုတဲ့နေရာဟောင်းပါပဲဒီနေရာမှာဒီထွက်တယ်လို့ယူဆကြတယ်အခုလက်ရှိရဲ့ဒီမှာဒီကတော့စိတ်ပြီးတော့ထွက်နေတဲ့သဘောရှိတယ်ဒါကံလို့ယူဆလို့ကြတာသူကဒီမှာဘောက်ခတ်ထားတဲ့စိတ်ကအုပ်ယူရရှိဒီကံရဲ့အကျယ်ဝန်းဟာကျွန်တော်ရှိရမြင်ရတဲ့10ပေ15ပေ30ဝန်းကျင်တိရှိတယ်လို့ပြောတယ်ဒီနေရဒီကံဝန်းကျင်မှာတော့လည်းနှစ်ပေါင်းများစွာကလေးနေခဲ့တာဒီကံနဲ့ပတ်သက်ပြီးတော့အမေကြီးနည်းနည်းမေးနေတော့ကဲပြီးပြီပါဒီကံကိုအမေကြီးနောက်ဆုံးမြင်ခဲ့တဲ့အချိန်မှာဒီကံရဲ့အနေထားဘယ်ပုံရှိလဲနောက်ဆုံးဟိုဒီကံမို့နောက်ဆုံးတော့ရောက်ခါကြတယ်အခုတော့ကဒီကံမကိုကြနေတာဘုံတော့ဒီပြကြတာဒီရောတော့ခေါ်ကြည့်တယ်အဲ့မှာကြီးဆန်လာတဲ့ဟာကိုဒီနားတော့မှာအကုန်လုံးကြည့်ပြီးအဲ့ချက်ကိုမြောင်းနေလို့ဆိုတော့အဲ့မြောင်းချက်ကိုဆက်ချိုးပြီးဟိုဘက်မှာလောက်ခံရဲရေကန်ကကျွန်တော်သိကြလားရေကန်ကအဲ့လိုရေကြီးလားရေကန်ကအကြီးလားရေအများကြီးကြီးလားဒီဘယ်လောက်ထိနဲ့လဲအဲ့ဒါလေးကိုအမေမြင်ခဲ့တဲ့အချိန်မှာရေကန်ကိုဘယ်လောက်ကြီးကြီးလေးမြင်ခဲ့ရလဲဟိုလည်းပြန်မချီရမရှိအကြီးရပြန်မချီအမေကြီးတမ်းကကြနာနေတယ်ဒီကနာကြလားခေါ်ဆက်ကာနေတယ်မှာမိုးထင်းကြတော့ဒီတရားစာပြီးပါရှိလေတဲ့ဟိုဒီကဒီကြနေဒီတတိဝိုင်းကျွန်တော်ရှိလေအမြဲနေရာပြအင်းဟတော့မအမြဲဟုတ်တယ်အမြဲရှိလေအရင်တော့ရေကမထမ်းဘူးပေါ့အမြဲရှိတာပေါ့ကျွန်တော်ကြားဘူးလေဒီမိုးထဲမှာဆိုရင်ရေကဒီဆန်ကြီးဆန်လေးတော့ကြားတယ်ဆိုတော့ပြောတာဟုတ်လားလို့မေးတာမိုးကျွန်တော်ဟိုခေါ်အားရမို့ဒီဝိသဒါလို့နဲ့တော့အဘိဟမ်ခရစ်မှာဒီတော့ဒီနေ့အဟိဟောတယ်အမြစ်ဒီတော့အမြစ်ရောဟိုဖက်ကိုဖောက်ပေးလိုက်တယ်မိုးတူကြီးဆန်လို့ဒီဆန်တဲ့ဟုတ်ကဲ့အဲ့ဒါဘယ်နှခုနှစ်လောက်ထိရေဆန်တယ်လို့ဒီကိုနှစ်ကျော်လောက်လည်းနေရနမ်ဘိုးနဲ့ဒူရဲ့တပြောတာအဲ့ဒါကြီးမှာခါမို့ယောက်ျားမရချင်းကလေးဒူရဲ့အတွင်းမှာဖြစ်ကလေးလေးဟုတ်ကဲ့ဒူပြိုပေါက်တာကလေးကအဲ့ဒီရဆန်နေတော့လေဟုတ်ကဲ့အပြိုရွယ်ကလေးကရေဆန်ရဟုတ်တယ်ကျေးဇူးပဲလို့နော်မဘိုးလေးကျေးဇူးပဲမဘိုးလေးအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြို့တစ်မြို့ဖြစ်ပေါ်လာဖို့ကံပက်လက်လို့အမည်တွင်လာဖို့ဒါကျွန်တော်ထင်တာတဲ့တော့အများကြီးစိတ်ဝင်စားဖို့ကောင်းပါနဲ့ကံပက်လက်ဟာတကယ်ဖြစ်ဖြစ်ပဲဖြစ်ဖြစ်သမိုင်းကြောင်းရပဲဖြစ်ဖြစ်ဉာဏ်သာရပဲဖြစ်ဖြစ်ဒီနေရာမှာတော့ဒီကံတကယ်တော့အမှန်တကယ်ကိုရှိကြတယ်ဒီနေရာမှာကံပက်လက်မျိုးဟောင်းကလည်းအမှန်တကယ်ရှိနေကြပါကျွန်တော်တို့ပြီးရဲ့ကံထဲမှာပလဲရှိတယ်လို့ပြောတဲ့အယူဆတွေဒီကံထဲမှာငကားစောင့်နေဒါတွေဟာကျန်နိုင်ယူလို့ပုံမြင်လို့နဲ့သမိုင်းမှာကျေးခဲ့ကြမှာပါဒါဆိုဒီကံပက်လက်မျိုးဖြစ်ပေါ်လာပုံအကြောင်းကျွန်တော်မေးခဲ့တဲ့ရရကဥဒ္ဒဥတိုက်စောမနန်းနဲ့ကျွန်တော်ပြောဆိုခဲ့တဲ့အချိန်မှာဥတိုက်စောမနန်းရဲ့ဒီထင်မြင်ယူဆပုံလေးဟာဒါသိပ္ပံနည်းကြပဲဖြစ်ဖြစ်ကျွန်တော်အခုရောက်ရှိခဲ့တဲ့နေရာအနေထားနဲ့အခြေအနေကိုသုံးသပ်ပြီးတော့ပဲဖြစ်ဖြစ်လေ့လာကြည့်တဲ့အခါမှာဥတိုက်စောမနန်းရဲ့ပြောဆိုယူဆချက်တွေဟာတကယ်ကိုသိကြမှုရှိတယ်အဲ့တော့ဒီကံပက်လက်မျိုးအကြောင်းဥတိုက်စောမနန်းရဲ့အင်တာဗျူးလေးနဲ့ပဲအဆုံးသတ်လိုက်ကြရစီ1800နဲ့99ခုနှစ်မှာအင်္ဂလိပ်တည်တက်လာပါတယ်အင်္ဂလိပ်အစိုးရတက်လာတဲ့အခါကျတော့ကံပက်လက်ရဲ့ကလောရဲ့မင်းမြို့ရဲ့မှာတောင်စခန်းမြို့3မြို့ဆိုပြီးတော့စဖွင့်ပါတယ်အဲ့ဒီကလေးကနေကံပလက်ကဖြစ်လာပြီးတော့ကျွန်တော်တို့1999ခုနှစ်မှာနှစ်တရာပြည့်ခဲ့ပြီးဖြစ်ပါတယ်အဲ့နှစ်တရာပြည့်ပွဲလည်းကျွန်တော်တို့ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီတို့အင်္ဂလိပ်တွေပေါ့နော်ပထမဆုံးတက်စခန်းချတဲ့နေရာပေါ့နော်အဲ့ဒီတော့ကအဲ့နားမှာရေကန်ရှိပါတယ်အဲ့ရေကန်ကိုအသွဲပြူပြီးခါမှာရှင်းလို့ဆိုရင်လောက်နူးလို့ခေါ်တယ်လောက်နူးရဲ့အဓိပ္ပာယ်ကတော့ပေါ့နော်လောက်ဆိုတာကရေကန်ပဲနူးဆိုတာကြီးမားတော့ရေကန်ဖြစ်ပါတယ်
အဲ့ဒါကိုကျွန်တော်တို့ဗမာလူဘာလုပ်တဲ့ခါကျတော့အဲ့ရေကမှာအရင်တော့ကပလဲကဲ့သို့ပေါ့လေဟိုမနေ့ပိုင်းမှာနေအောင်ကထိုးလိုက်တဲ့ခါကျတော့အလင်းရောင်လေးရှိတယ်အဲ့ဒီဟာကိုအစွဲပြီးခါမှာကံပလဲကနေပေါ့နော်အခုဆိုကံပက်လက်အဲ့ခေါ်တယ်လို့ဆိုပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခုလေးခုနပြောသလိုပေါ့မနေ့မှနေထိုးလိုက်တဲ့အချိန်မှာရေကန်ကအယောင်လက်လာတယ်ဒီအယောင်လက်လာတာကိုဒီတောက်ထိပ်မှာရှိတဲ့ရေကန်ကိုတောက်အောက်ကသူကမြင်ရတယ်ဆိုတဲ့သဘောမျိုးပေါ့ဟုတ်တယ်အဲ့ဒါပလဲလို့လက်တဲ့အတွက်ကံပလဲကနေပြီးတော့ကံပလဲလို့အမည်တင်သွားတယ်ပေါ့ပြောနေတာဟုတ်ပြီအများကြီးကျေးဇူးတင်ပါတယ်ဟုတ်နော်She did it, she goes up, he don't win.